ဦးကောင်းလို့ပြောလိုက်တာနဲ့မြမသမိုင်းကိုလိလာဘူးတဲ့သူတိုင်းကကင်းကိုမင်းကြီးဦးကောင်းကိုပဲပြင်းမြင်တတ်ကြပါတယ်ဒါပေမဲ့ကုန်းပေါင်ခေဦးမြမသမိုင်းစာမျက်နှာတွေမှာကင်းကိုမင်းကြီးမမွေးဖွားခင်ကတည်းကနိုင်ငံတော်အတွက်သွေးနဲ့ချွေးနဲ့ရင်းပြီးတိုင်းပြည်ထူထောင်ခဲ့တဲ့နောက်ထပ်ဦးကောင်းတစ်ယောက်ရှိခဲ့ပါတယ်သူကတော့အလောင်းမင်းတရားကြီးဦးအောင်ဇေယျရဲ့အားအကိုရဆုံးမဟာသေနာပတိစစ်သူကြီးတနတ်ဝန်ဦးကောင်းပါပဲစစ်မြေပြင်မှာသူ့ကိုယ်သူတနတ်ဒဏ်ရာအချက်ပေါင်းများစွာထိမှန်ခဲ့တာတော့မှတပ်သားတွေစိတ်တက်မကြသွားဒဏ်ရာကိုအဝိတ်နဲ့ကြက်စီးပြီးတွေးထွက်လွန်နေတဲ့ကြားကနေမသေးမချင်းကုတ်ကဲသွားခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့ဇလန်းကိုဒီကနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင် follow နဲ့ subscribe လုပ်ခဲ့ကြပါဦးခင်ဗျာအလုံးသားစီဇာတိဖြစ်တဲ့ဦးကောင်းဟာအလောင်းမင်းတရားကြီးရဲ့မြင်းရည်တက်68ဦးအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့တဲ့1958ခုနှစ်ဝန်းကျင်မှာညီဖြစ်သူဦးနှောင်းနဲ့အတူဝင်ရောက်ခိုလုံခဲ့ပါတယ်သူဟာရိုးရိုးသားသားတတိကောင်းယုံနေမကပဲနှလုံးရည်ရောလက်ရုံးရည်ပါပြေဝတဲ့စစ်ဗျူဟာရှင်တစ်ယောက်ပဲဖြစ်ပါတယ်ဒါအပြင်ဦးကောင်းဟာမင်းကျော်ပြန်ချီမင်းလှမင်းကောင်မဟာသေနာပတိအကမဟာသေနာပတိတနတ်ဝင်စတဲ့ယာထုဘွဲ့များစွာကိုလည်းပေးအပ်ချင်းမြင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်ဒါကြောင့်လဲဦးကောင်းမုတ်ဆိုးခြုံဘိုဦးတွန်မဟာတရားသူရဦးတာတို့ဟာအလောင်းမင်းတရားကြီးရဲ့သားတော်ကြီးတွေဖြစ်တဲ့နောင်တော်ကြီးမင်းစင်ဖြူရှင်မင်းတို့နဲ့ဒန်းတူအခွင့်အရေးပေးခံရတဲ့အထိယုံကြည်ခံခဲ့ရပါတယ်1954ဝန်းကျင်ခန့်မှာရောဒေတာကတွားရောက်တိမ့်သွင်းတဲ့အခါဦးကောင်းဟာထီလင်းစော်ဘွားသာမကရောနဲ့တစ်ခုလုံးကိုပါအောင်မြင်စွာတိမ့်သွင်းနိုင်ခဲ့ပါတယ်နေပြည်တော်ကိုပြန်ရောက်တဲ့အခါမှာအလောင်းမင်းတရားကြီးကဘလောက်တောင်အားရကျေနပ်တယ်လဲဆိုရင်သူ့လက်ကောက်ဝတ်မှာဝတ်ဆင်ထားခဲ့တဲ့ဘရင်လက်ကောက်ဝတ်ကိုကိုယ်တိုင်ချွတ်ပြီးစုချီးမြှင့်တဲ့အပြင်မဟာသေနာပတိဆိုတဲ့အမြင့်ဆုံးဘွဲကိုပါချီးမြှင့်ခဲ့ပါတယ်အလောင်းမင်းတရားကြီးရဲ့တိုက်ပွဲတွေအောင်မြင်ဖို့အတွက်အဓိကအသက်သွေးကြောဟာမဟာသေနာပတိဦးကောင်းလို့ပြောရင်လည်းလုံးဝမမှားခဲ့ပါဘူးသူဟာတိုက်ပွဲတိုင်းကိုရှေ့ဆုံးကနေရင်ဆိုင်တိုက်ခဲ့ပြီးတော့နာမည်ကျော်မွန်စစ်သူကြီးဒလာဘန်းရဲ့အညိုတကြီးတိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခံနိုင်ခဲ့ပြီးအလောင်းမင်းတရားရဲ့ရန်ဖက်ဖြစ်တဲ့လက်ချစ်ညိုနဲ့လည်းစီချင်းရှင်တိုက်ခိုက်ခဲ့သူပါဘုတ်ဆိုးကိုတိုက်ပွဲခင်ဦးတိုက်ပွဲအင်းဝမျိုးသိန်းတိုက်ပွဲကနေရန်ကုန်ကိုသိန်းတဲ့တိုက်ပွဲတွေအထိပါတနတ်ကိုဦးကောင်းဆိုတဲ့နာမည်ဟာရန်သူတွေကြားတာနဲ့တုံ့နှုတ်ရတဲ့အထိဩဇာကြီးမားခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲတိုင်းကိုအောင်နိုင်ခဲ့တဲ့ဒီစစ်သူကြီးဟာသူ့ရဲ့နောက်ဆုံးတိုက်ပွဲကိုတော့အပြင်းထန်ဆုံးရင်ဆိုင်လိုက်ရပါတော့တယ်အဲ့ဒီတိုက်ပွဲကတော့ပြင်သစ်တွေရဲ့အကူအညီနဲ့လက်နက်အင်အားအလွန်တောင့်တင်းနေတဲ့တန်လျင်မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်တန်လျင်မြို့ရိုးပေါ်ကနေတနက်တွေအမြောက်တွေနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက်မြမတက်မတော်ဟာအကြဆုံးအလွန်များပြားခဲ့ပါတယ်ဒါပေမဲ့ဦးကောင်းဟာနောက်ဆုတ်ဖို့တခွန်းမှမဟခဲ့ပဲခြေတန်းကနေမတ်ရက်ပြီးမြို့ရင်းဝင်နိုင်မဲ့နီလန်းကိုရှာဖွေကာတပ်သားတွေကိုအားပေးပြီးတော့ကုတ်ကဲနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမြို့ရိုးပေါ်ကနေတနက်အလက်20ခန့်ဟာကုတ်ကဲနေတဲ့စစ်သူကြီးဦးကောင်းစီကိုစုပြုံပြီးပစ်ချလိုက်ပါတော့တယ်ကြီးစံတွေဟာဦးကောင်းရဲ့ခန္ဓာကိုယ်ပေါ်မှာအချက်ပေါင်းများစွာထိမှန်သွားခဲ့ပါတယ်တပ်သားတွေကသူတို့ရဲ့စစ်သူကြီးများတခုခုပြစ်သွားပြီလားဆိုပြီးစိုးရိမ်တကြီးလှမ်းကြည့်လိုက်ကြပါတယ်ဒါပေမဲ့သူတို့မြင်ရတာကမျက်နှာတစ်ချက်မပြတ်ဘဲမူလဟန်အတိုင်းဆက်လက်ကုတ်ကဲနေတဲ့တနတ်ဟောဦးကောင်းကိုပါပဲတနတ်မမှန်ခဲ့ဘူးထင်ပြီးတော့တပ်သားတွေဟာစိတ်သက်သာရာရသွားခဲ့ကြပါတယ်တကယ်တော့ဦးကောင်းဟာပြင်းထန်တဲ့တနတ်ဒဏ်ရာတွေရရှိထားပြီးဖြစ်ပါတယ်ဒါပေမဲ့စစ်သူကြီးလဲကျသွားရင်တက်မတော်တစ်ခုလုံးစိတ်တက်ကြပြီးစစ်ရှုံးသွားလိမ့်မယ်ဆိုတာကိုသိနေတဲ့အတွက်သူ့ရဲ့ဒဏ်ရာတွေကိုအဝိနဲ့ကြက်ကြက်စီးကသွေးထွက်လွန်ပြီးနာကျင်နေတဲ့ဝေဒနာကိုတန်မဏိစိတ်ဓာတ်နဲ့ဖုံးကွယ်ပြီးဘာမှမဖြစ်တဲ့အယောင်ဆောင်ကဆက်လက်တိုက်ပွဲဝင်နေခဲ့တာပါတိုက်ပွဲအခြေအနေကိုထိန်းချုပ်နိုင်ပြီးစစ်ကဲကြော်ထင်ရွှေတောင်ကိုဆက်လက်ကုတ်ကဲဖို့တာဝန်လွှဲပေးပြီးမှသာဦးကောင်းဟာဘဝရှင်မင်းတရားကြီးရှိရာတန်လျက်စွန်းကိုလှေနဲ့ဆင်းလာပါတော့တယ်လှေစိတ်ကိုရောက်တဲ့အချိန်မှာတော့ခန္ဓာကိုယ်ရဲ့ခန္ဓာရည်အတိုင်းတာကုံဆုံးသွားပြီဖြစ်တဲ့
မဟာသေနာပတိကြီးဦးကောင်းရဲ့ကိုယ်ပေါ်မှာသွေးတွေရွှဲနေခဲ့ပါပြီတန်လျက်ဆွန်းကနေမျောကြည့်နေတဲ့အလောင်းမင်းတရားကြီးဟာအပြင်းလော်ခတ်လာတဲ့လှေပေါ်ကဒဏ်ရာရနေတဲ့ဦးကောင်းကိုမြင်လိုက်ရတဲ့အခါဟာဆုံးခဲ့ပြီလို့ယူကျုံမရရေရိုးလိုက်ပါတယ်မင်းတရားကြီးကစိုးရိမ်တကြီးနဲ့မောင်ကောင်းရဲ့ဒဏ်ရာကိုအစွမ်းကုန်ပြုစုကြပါလို့တမားတော်တွေကိုအမိန်ပေးနေတဲ့အချိန်မှာပဲတနတ်ဝန်ဦးကောင်းကမရတော့ပါဖေဟာကျွန်တော်မျိုးယနေ့ပင်ကိုတော့ကိုပြည့်ရသွားရကြတော့မီလို့နောက်ဆုံးနှုတ်ဆက်စကားရှောက်တင်ရင်အဝေးကရွှေတကုံစီရီတော်မြတ်ကိုအာယုံပြုကအသက်ငွေလေးဟာကွယ်ပြောက်ခဲ့ရပါတော့တယ်အလောင်းမင်းတရားကြီးဟာသူ့ရဲ့အားထားရဆုံးအချစ်ရဆုံးရဲဘော်ရဲဘက်အတွက်အလွန်ဝမ်းနည်းပူဆွေးခဲ့ရပြီးတော့ဦးကောင်းကိုထီးဖြူမိုးပေးကအက္ကမဟာသေနာပတိဘွဲနဲ့ခန်းခန်းနာနာတင်းကျူပေးခဲ့ပါတယ်နာကျင်မှုဝေဒနာကိုနိုင်ငံတော်အတွက်ဇွဲလုံးလားနဲ့ဖုံးကွယ်နိုင်တဲ့တနတ်ဝန်ဦးကောင်းရဲ့စိတ်ဓာတ်ဟာမြမသမိုင်းမှာဘယ်တော့မှမေးဖြောက်လို့မရနိုင်တဲ့သူရဲကောင်းပြရုပ်တစ်ခုဖြစ်ထာဝရကြံရစ်နေတော့မှာပဲဖြစ်ပါတယ်အခုလိုမြမသမိုင်းနဲ့ပတ်သက်သောအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့တုတ္တအော်ဘေ Facebook Page နဲ့ YouTube Channel တို့ကို Follow နဲ့ Subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်